အခုခိုင်လေးရောက်နေတဲ့ဒီ market ကကြောက်လေခိုင်လေးကိုနားမှာရှိရပါတော့သူကနည်းနည်းလေးတော့ဈေးနည်းနည်းများတယ်ကွာဒါပေမဲ့လေလိုချင်တာရဲ့အကုန်ရှိရကွာဒီကရှား market တွေဆိုနည်းနည်းရှားတယ်သူ့မှာじゃမရှိကောက်ငင်းဆန်ရှိရအကုန်လုံးကွာလိုချင်တဲ့ဟာဆိုလေတော်တော်များများကအလွယ်တကူရှိရကွာနောက်ပြီးတော့အဲ့လိုမျိုးဘယ်လိုပြောရမလဲ brand တွေအစုံရှိရကွာခိုင်တို့အာရှဘက်ကလိုချင်တဲ့ brand တွေဆိုရင်လည်းရှိရဒီမှာဒီ market မှာじゃရှား market ထက်ဆိုင်ဒီ market ကနည်းနည်းတော့ဈေးကြီးလိမ့်မယ်ဒါပေမဲ့သူကဟိုင်းလိုချင်တာအကုန်ရှိဘာတွေကအစရှိလဲဆိုခဏပြမယ်နော်မှာကြည့်ဒါဆိုရင်တာကူဒါခိုင်တို့ခွန်မှာတာကူတွေလည်းရှိတယ်နောက်ပြီးတော့ဒီမှာကြည့်ခိုင်လေးရဲ့ favorite ခညက်ဒီမှာကြည့်ဒီလိုမျိုးထင်းညက်တွေလည်းရှိတယ်ပြီးတော့လေ sugar ဒီမှာကြည့်အစုံကွာလိုချင်တဲ့ဟာအကုန်လုံးရတယ်ဒီမှာကကြတော့အဲ့ဒါတခုကိုခိုင်ကြီးကသဘောကျတာပေါ့နော်နောက်ဘက်မှာကြည့်ခလေးဒါဆိုရင်သူကအလော်မုတ်အကျန်းမုတ်အလော်မုတ်ဆိုရင်စိုင်တိုင်းမှာမရှိဘူးဒီမှာကြည့်အလော်မုတ်အကျန်းမုတ်အဲ့ဒါကတော့အရောင်ပါပေါ့ဟိချက်တဲ့အရောင်တင်မဟုတ်တယ်ပေါ့နော်သူကဒီမှာကနေမဆလာတွေကကြတယ်သူကလေဘယ်လိုရှိလဲဆိုတော့မဆလာတွေအမျိုးအစားအများကြီးရှိတယ်စက်သားချက်တဲ့မဆလာငါးချက်တဲ့မဆလာခါလေးပြမယ်နော်ဘာမှရှိလဲဆိုဒါဆိုရင်ဒါက noodles ဆောက်ဆွဲတွေပဲဒီမှာဆိုရင်ကွာမာကြီးအားဆိုဒါဓာတ်မောင်းချက်တဲ့မဆလာဒါကြတော့ဟာလဲသူတို့မဆလာကောင်မှကွာအဲ့လိုခါမျိုးဆိုမဆလာတစ်မျိုးပဲသူတို့ကမဟုတ်ဘူးဒါငါးချက်တဲ့မဆလာဒါကြတော့အဲ့လိုမျိုးမတူတယ်မဆလာအများကြီးပဲမတူတာအများကြီးပဲသူတို့ကခွဲထားပြီးတော့ကျတော့မာကြီးဟိုဟာ socket တွေဆိုရင်လည်းမိုက်ချင်းနေဆိုတော့တော်တော်ဆုံးတယ်သူကတခြား market တွေတဲ့စာရင်တော့နည်းနည်းလေးဈေးပိုကြီးရဒါပေမဲ့လိုချင်တဲ့ item တွေအစုံရတယ်ဒီမှာကြီးဒါဆိုရင်အကျန်းမဟုတ်ဒါအကျန်းမဟုတ်ခုနခိုင်လေးပြဆိုအလှော်မဟုတ်မတူဒါအကျန်းဒါအလှော်ဒီမှာစပစ်6အကုန်လုံးရှိရမျိုးသေး6တော့မဆန်နေဆိုရင်လည်းမှာကြီးဒါဆန်နေဆိုရင်လည်းဆန်မျိုးစားပေါင်းအများကြီးရှိရဆန်မျိုးစားတွေဒါဆိုရင်သေးလေးမနေ့ကဆိုခိုင်